KB ဆောင်နေတဲ့သူကစင်းကိုစေးကြည့်စုပေါင်းထည့်လိုက်ပြီးတော့သူရမကလည်းတယ်လီပေါ့ကိုလိုက်ပါတယ်သူကကိုရောက်လာမှကြည့်ရင်သူကလည်းကိုတီဗီကာဝတ်ထားလိုက်တဲ့စားပါမရတဲ့သူကပေါက်ပွဲအားကြောင့်ပြီးထွက်သွားပါတယ် Prime Region ကြောင့်ပြီးနေပြီဆိုတာရေးမိလိုက်တဲ့လေကလည်း KB ဆောင်ကိုစေးကြည့်စုပေါင်းထည့်လိုက်တဲ့သူ့ကိုကျတော့တားလိုက်သူကလည်းတယောက်ဖြစ်လာတယ်သူရမကခက်စားလိုက်ပါတယ်စက်စီကတော့ဒီလောက်ထိချကွာအများကြီးတော့အေးစစ်စစ်ထိချုပ်နေတယ်သူလုံးနိုင်ကြတယ်အချင်းအဲ့လိုနာလိုရဲ့စိတ်ကပြန်ပေါ်လာခဲ့တယ်ပါတယ်အဲ့ချိန်ကိုသူကတိကျကိုယ်မှာရှိတဲ့စင်ကြီးကိုပြန်လုပ်လိုက်မိကောက်ရဲ့ခဏကွာနေဒီတစ်ခုထွက်လာတာအားလုံးကသိရပါတယ်ဒီလိုရတဲ့လူတိုင်းရဲ့ချာကွာတွေကိုလိုက်ဆုံးနေသူများတဲ့ချာကွာပုံများတဲ့ဒီနောက်တော့အများကြီးလိုက်နေတယ်ဒါကနဖရားရဲ့စိုက်ထားတဲ့တနည်းအားဖြင့်စင်ကြီးရဲ့နောက်ဆုံးပုံနဲ့ပြည့်တဲ့ကြောင့်သူကြီးကပြောပါတယ်ဘာသာတော်ကတော့ဟာစီယမပိုင်ဆိုင်တဲ့ချာကွာတွေရှိတဲ့လူတိုင်းရဲ့ချာကွာတွေကသူ့ထားပဲနဖရားတပိတ်ကသူ့ပိုင်ဆိုင်တာကိုပြန်ယူနေရဖြစ်တဲ့ကြောင့်ပြောပါတယ်လူတွေကဟိုရင်ချာကွာဆိုတာမရှိတဲ့အချိန်မှာတော့အချင်းချင်းတိုက်ခိုက်ခဲ့ကြပြီးနဖရားတပိတ်ကြီးကတော့အဲ့ခေတ်မှာကိုးဝဲရတူစီရှိနေခဲ့ရဖြစ်ပါတယ်အဲ့ဒီနဖရားတပိတ်မှာအင်မောင်းတစ်ထောင်မှာတစ်ခါတည်း